ကျွန်တော်တို့တွေဘာလို့မွေးဖွားလာကြတာလဲဆိုတာသိကြပြီလားကျွန်တော်တို့မွေးဖွားလာတာကတော့တေဖို့ပါပဲဒီနေ့ကျရင်ကျွန်တော်တို့တေရမယ်ဒါမှန်တရားပဲဘယ်သူမှလွဲရှောင်လို့မရတဲ့အမှန်တရားပဲဖြစ်ပါလေဒါကြောင့်မို့ကျွန်တော်တို့ရှင်သန်နေတဲ့အချိန်အတွင်းမှာဘာတွေလုပ်ရမလဲဘာတွေဆောင်ရွက်ရမလဲဆိုတာတည်တည်ချာချာစဉ်းစားဖို့လိုအပ်ပါတယ်လူ့ဘဝဟာချမ်းသာဖို့လားစိတ်ခံဖို့လားလူ့ဘဝမှာချမ်းသာကြွယ်ဝစွာနဲ့နေထိုင်ရဖို့လားသို့မဟုတ်စိတ်ခံပြီးတော့နေဖို့လားဒါတွေအဓိကလားအဲ့တော့စဉ်းစားမှာပါကျွန်တော်တို့9နှစ်သားတွေကနေပြီးတော့ပညာတွေသင်ကြားလာခဲ့ရတယ်စာတွေသင်ကြားလာခဲ့ရတယ်ဘုဒ္ဓတွေစီးပူးခဲ့ရတယ်တက္ကသိုလ်ရောက်တဲ့အထိပွဲရတဲ့အထိပါပဲပညာသင်ကြားခြင်းရည်ရွယ်ချက်ကဘာလဲဘာကြောင့်ပညာသင်ကြားရတာလဲပြီးတော့အပြင်လောကရောက်တဲ့အခါမှာကျွန်တော်တို့အလုပ်တွေဝင်လုပ်ကြတယ်အလုပ်လုပ်ရခြင်းရည်ရွယ်ချက်ကဘာလဲပတ်စံရှာပြီးတော့ရှင်သန်ဖို့အတွက်ပဲလားဒါတွေကတော့ကျွန်တော်ပြန်ပြီးတဲ့မိကုန်းတွေပဲဖြစ်ပါတယ်ပတ်စံအများကြီးရလာလို့ရှိရင်ဘာဖြစ်လာမှာလဲပတ်စံမရှိတော့လို့ရှိရင်ရောဘာဖြစ်လဲအခုကဘာပေါ်မှာအချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ Elon Musk ပဲဖြစ်ပါတယ် Elon Musk ကကဘာပေါ်မှာအောင်မြင်ဆုံးပုဂ္ဂိုလ်တို့ပေမဲ့သူဘာတွေစားနေရလဲသူလည်းကျွန်တော်တို့ယူတွေလိုပဲ carbohydrate protein and vitamin စားတဲ့အာဟာရတွေပဲမျိုးဝဲသုံးဆောင်ရတာဖြစ်ပါတယ်ကျွန်တော်တို့တွေလည်းသူ့လိုပဲအဲ့ဒီအာဟာရတွေကိုမျိုးဝဲရတာပါပဲပြီးတော့ကျွန်တော်တို့စားပြီးတောက်ပြီးသွားလို့ရှိရင်စွန့်ထုတ်ရပါတယ်သူလည်းစွန့်ထုတ်ရတယ်ဒီလိုပါပဲဗျာအဲ့ဒါဆိုရင်ချမ်းသာတဲ့လူနဲ့ဆင်းရဲတဲ့လူကြားရဲ့ဘာချမ်းမှုကပါလဲချမ်းသာတာဆင်းရဲတာကအဓိကလားပညာရှိတာမရှိတာကအဓိကလားကျွန်တော်ပြောနေတာကတော့လူလောကမှာလူဖြစ်လာခြင်းရဲ့အဓိကရည်ရွယ်ချက်ကပါလဲအဲ့ဒါပါပဲဗျာ